ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Yes Sports TV ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဘောလုံးလောကကြီးကအရင်လောက်မကြမ်းတမ်းတော့ပါဘူးဘောလုံးသမားတွေကလည်းပြောလိုက်တာအရင်ခေတ်ကနောက်ခံလူတွေနဲ့ဆိုလို့ရှိရင်အခုခေတ်ဘောလုံးသမားတွေမခံနိုင်တော့ပါဘူးကွာဒီလိုစကားသံတွေကိုပရိသတ်တွေကြားဖို့မဲ့ထင်ပါတယ်ဒါတွေကရောအမှန်တကယ်ဖြစ်ရလားဒီနေ့မှာတော့ဒါလေးက modern kid ဘောလုံးလောကအရင်လောက်မကြမ်းတော့ပါဘူးဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ပထမဦးဆုံးအနေနဲ့ physicality ပြောင်းလဲမှုဒါလေးကိုကြီးပြင်းခဲ့တဲ့2000ခုနှစ်အတွင်းဒါဘောလုံးပြိုင်ပွဲတွေရာဆိုလို့ရှိရင်တော့အခုခေတ်ထက်ဆိုင်တော့တော်တော်လေးကိုပို့ပြီးတော့ကြမ်းတမ်းပါတယ်အဲ့ခေတ်တော့ကစားသမားတွေပြန်ကြည့်မယ်ဆိုရင်လည်းကစားသမားတွေကပြိုင်ပွဲအတွင်းမှာ passion နဲ့ဖြစ်ဖြစ်နဲ့တကယ်ကိုတွန်းတွန်းတိုက်တိုက်ကစားခဲ့တာတွေကိုဒါလေးကိုမြင်တွေ့ခဲ့ရပါတယ်ဒါပေမဲ့အခုနောက်ပိုင်းခေတ်မှာဆိုလို့ရှိရင်တော့ဒီလိုမျိုးကစားပုံစံတွေကိုဒါလေးကိုမမြင်ရတော့ဘူးအရင်လိုမကြမ်းတမ်းတော့ဘဲနဲ့တော်တော်လေးကိုပျော့ပြောင်းလာတာကိုတွေ့ရပါတယ်ဒါတွေကဒါလီလိန်ပြောနေတာမဟုတ်ပါဘူး fast တွေအရာရှိပါတယ်အခုခေတ်ဘောလုံးပြိုင်ပွဲတွေနဲ့ဒါလီတို့ခေတ်တော့ဘောလုံးပြိုင်ပွဲကိုနှိုင်းယှဉ်ကြည့်မယ်ဆိုလို့ရှိရင်အခုခေတ်ဘောလုံးပြိုင်ပွဲတွေကဒါပြစ်ဒဏ်ဘောကျူးလွန်မှုရာခိုင်နှုန်းရပြန်ကြည့်မယ်ဆိုလို့ရှိရင်အရင်ခေတ်ကထက်ဆိုလို့ရှိရင်တော့40ရာခိုင်နှုန်းလောက်ပို့ပြီးတော့နည်းပါတယ်အနီးကဆိုလို့ရှိရင်တော့ပြောမနေပါနဲ့ဒါလီတို့ခေတ်တော့ကဒါ Ryan Kane တို့ဘာလို့ဆိုလို့ရှိရင်တကယ်လို့ဒါအခုခေတ်မှာရှိနေမယ်ဆိုလို့ရှိရင်သူတို့ကပြိုင်ပွဲမစခင် training မှာတွေကအနီးကထိနေလောက်မဲ့ကစားသမားတွေလည်းဖြစ်နေမှာပါနောက်တစ်ခုကကြတော့ဒါပြောင်းလဲလာတဲ့ training တွေအကြောင်းပြောပြပေးကြပါတယ် training ကိုပြန်ကြည့်မယ်ဆိုရင်လည်း training တွေကအရင်လိုမဟုတ်တော့ပါဘူးအရင်တော့ဆိုလို့ရှိရင်ဒါ training တွေမှာတွေကတကယ်ပြိုင်ပွဲကစားတယ်လို့မျိုးအယိုးကြည့်ကြည့်အရေးခန်းခန်း training မှာတွေကတကယ်ပြိုင်ပွဲတစ်ခုလို့ဒါလေ့ကျင့်ပြင်ဆင်ကြတာရှိပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာကျတော့တကယ်ပွဲမကန်ခင်မှာဒဏ်ရာပြဿနာမရဖို့အတွက်ဆိုရဲအကြောင်းပြချက်တစ်ခုတွေနဲ့ training ကိုကြမ်းကြမ်းတမ်းတမ်းမကစားတော့ပါဘူးဒီတော့လည်း training မှာကြမ်းကြမ်းတမ်းတမ်းမကစားရတဲ့အတွက်တကယ်ပြိုင်ပွဲတွေမှာလည်းကြမ်းကြမ်းတမ်းတမ်းကစားတဲ့ပုံစံတွေကိုဒါလီကိုသိမြင်တွေ့ရတော့တာလည်းမရှိတော့ဘူးပေါ့နော်ဆိုတော့ဒါကိုကောင်းလားလို့မေးမယ်ဆိုလို့ရှိရင်တော့တစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းကောင်းပါတယ်ဒါပေမဲ့လည်း training မှာကြမ်းကြမ်းတမ်းတမ်းကစားမှသာဒီပွဲအတွင်းမှာလည်းတကယ် training တွေကအတိုင်းကစားမယ်ဆိုလို့ရှိရင်တော့အရင်တော့ကဒါလီတို့ခံစားခဲ့ရတဲ့ aggressive ဖြစ်တဲ့ပြိုင်ပွဲတွေကိုပြန်လည်ပြီးတော့မြင်တွေ့ခွင့်ရမှာလည်းဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကစားသမားတွေရဲ့ priority ကစားသမားတွေအတွက်ကလည်းဘောလုံးဆိုတာအရင်တော့လို့မဟုတ်တော့ပါဘူးဒါလီတို့ခေတ်တုန်းကကြီးခဲ့ရတဲ့ဘောလုံးသမားတွေကဆိုလို့ရှိရင်ကိုယ့်ရဲ့အသင်းအတွက်ဒါမှမဟုတ်လို့ရှိရင်ရရှိဖို့အတွက်စုဖလားတွေအတွက်ဆိုလို့ရှိရင်အယိုးကြည်ကြည်အရေးခန်းခန်းကစားကြတာကိုတွေ့ရပါတယ်ဒါပေမဲ့အခုနောက်ပိုင်းကစားသမားတွေကတော့ကိုယ့်ရဲ့ personality ပြီးတော့ကိုကောင်းဖို့ရယ်ကိုအောင်မြင်ဖို့ရယ်ကြော်ကြားဖို့ရယ်အတွက်ကိုပို့ပြီးတော့အလေးပေးပြီးကစားလာတာကိုတွေ့ရပါတယ်ဒါကြောင့်လည်းအသင်းအတွက်အနာခံပြီးတော့ကစားတဲ့ကစားသမားဆိုတာနည်းပါးလာတဲ့အတွက်ကြောင့်ဒါနဲ့အတူတူဒါလီတို့ခေတ်တုန်းကလို့ပွဲတွေကလည်းကြမ်းကြမ်းတမ်းတမ်းကစားတဲ့ပွဲစဉ်တွေကိုဒါလီတို့မမြင်တွေ့ရတော့တာလည်းဖြစ်ပါတယ်နောက်တစ်ချက်လူငယ်အကယ်ဒမီတွေရဲ့ပြောင်းလဲလာမှုအကယ်ဒမီတွေမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း training တွေကိုအရင်တုန်းကလို့ကြမ်းကြမ်းတမ်းတမ်းနေမပြိုးထောင်ပြီးတော့ပဲနဲ့ drill တွေ training တွေကအများကြီးဒါ soft ဖြစ်လာတဲ့အပိုင်းကိုတွေ့ရပါတယ်ဒါကြောင့်လည်း academy ထွက်ကစားသမားတွေကပုံမှန်ကြမ်းကြမ်းတမ်းတမ်းပုံစံတွေမဟုတ်ဘဲနဲ့တော်တော်လေးကိုပျော့ပြောင်းနူးညံ့တဲ့ပုံစံမျိုးတွေကိုဒါလေးကိုမြင်တွေ့ရပါတယ်နောက်တစ်ခုကကြောက် legend တွေဒါလေးကိုအရင်ခေတ်က Ryan Kane တို့ Mourinho နောက်ဆုံးဆိုရင် Zlatan လက်ထက်ထိပြောလာခဲ့ပါပြီအရင်တုန်းကလို့တကယ်ကြမ်းတမ်းတဲ့ aggressive ဖြစ်တဲ့ဘောလုံးပွဲစဉ်တွေကိုမတွေ့မြင်ရတာကြာပါပြီအရင်တုန်းကဆိုလို့ရှိရင်ကစားသမားတွေကကိုယ်တိုင် injury ဖြစ်နေတာပဲဖြစ်ဖြစ်နာနေရပဲဖြစ်ဖြစ်စက္ကန့်ချရဲဆိုပေမဲ့အခုကနည်းနည်းလေးထိရပဲဖြစ်ဖြစ် muscle တန်ရတေးသေးလေးရတယ်ဆိုရင်တော့မှအနည်းဆုံး3ပွဲလောက်နားရတဲ့အထိတောင်ဖြစ်လာခဲ့ပါပြီဒါတွေပြောလို့အခုခေတ်ဘောလုံးပြိုင်ပွဲတွေကမကောင်းတော့ဘူးလားဆိုရင်တော့လေအဲ့လိုလည်းမဟုတ်ပါဘူးဒါလီတို့အရင်တုန်းကလို့ aggressive ဖြစ်တဲ့ကြမ်းတမ်းတဲ့တကယ်ကိုညံ့ညံ့ဆိုင်ဆိုင်ရှိရဆိုတဲ့ပွဲတွေကိုမမြင်တွေ့ရတော့တာပဲရှိပါတယ်ဒါပေမဲ့အခုခေတ်ဘောလုံးသမားတွေပြန်ကြည့်မယ်ဆိုရင်ခုခေတ်ဘောလုံးသမားတွေကအရင်ကဘောလုံးသမားတွေထက်ပိုပြီးတော့လဲမြန်ဆန်တဲ့ skill အဖြစ်ကြည့်မယ်ဆိုလို့ရှိရင်လဲပိုပြီးတော့ကောင်းကြသူဘောလုံးအုံနောက်လဲပိုပြီးရှိလာတာကတော့ဒီနေ့ခေတ်ရဲ့အားသာချက်ပဲဖြစ်ပါတယ်ကြည့်လိုက်လို့ရှိရင်ဒီကစားသမားတယောက်ကိုကြည့်လိုက်တာနဲ့ဒီကစားသမားကရှင်ရပါရဲ့ဆိုတဲ့ပုံစံမျိုးကိုတော့ဒါလီကိုအခုခေတ်နောက်ပိုင်းမှာတိတ်မြင်တွေ့ရတော့တဲ့အပိုင်းတွေကတော့တိတ်မရှိတော့ဘူးပေါ့နော်ဆိုတော့ဒါကြောင့်အဓိကခြုံပြီးပြောရမယ်ဆိုရင်တော့ modern ဘောလုံးလောကကအရင်ခေတ်လိုမကြမ်းတမ်းတော့ဘူးစစ်ပွဲမဆန်တော့ပါဘူးဒါပေမဲ့ chess ကစားပွဲတစ်ခုလိုဖြစ်လာပြီဆိုတာကိုဒါလီတို့အားလုံးလက်ခံထားမှာလည်းဖြစ်ပါတယ်ဆိုတော့ဒီနေ့တင်ဆက်ပေးခဲ့တဲ့အဓိကအကြောင်းအရာကတော့ modern kid ဘောလုံးလောကကအရင်ခေတ်ကလိုမကြမ်းတမ်းတော့ပါဘူးဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်ကြည့်ရှုခဲ့ကြတဲ့ပရိသတ်တွေအားလုံးလည်းကျေနပ်ကြမယ်လို့မျှော်လင့်မိရင်ဒီနေ့ရဲ့ season လေးကနေနှုတ်ဆက်လိုက်ပါတယ်ဒါလီတို့ channel လေးဖြစ်တဲ့ Yes Sports TV ကို like and subscribe လုပ်ခဲ့ပေးဖို့လည်းဒီကနေခါရဲမြတ်တာရက်ခံချင်ပါတယ်နောက်ဘက်တွေမှာပြန်လည်ပြီးအဆုံတွေ့မယ်နော်